တင်ဆောင်ဝင်းကျော်ရောက်ရှိလို့လာပါပြီခင်ဗျာမတရားဆိုရင်တော့သူများပြိုင်ကားမောင်းတာတွေပါတယ်မြင်အရင်သဘောကျတယ်ဒါပေမဲ့ကိုတိုင်းမမောင်းရဲဘူးတက်လည်းမစီးရဲဘူးဘာမှမသာအမြဲတမ်းဖို့ပဲစီးရဲအဲ့တော့ပဲဒီအနီရောပဲအမြဲတမ်းအဲ့လိုမျိုးမလဲနိုင်သေးလို့ပါဟုတ်ဘူးအဲ့ကားလေးကအရင်ညင်ကောင်းတယ်အမကိုတိုင်းတက်မောင်းနေတာပဲဖြစ်ဖြစ်ဘယ်တော့မှမပြတ်ဘူးအခုမှအမပြန်လာတဲ့အချိန်မှာတစ်မျိုးပြီးတစ်မျိုးသူကသူ့သခင်ပြန်လာတဲ့အချိန်ကျမှပြက်ပြနေတာအဲ့တော့ကားပြင်ရတာနဲ့မနေဘူးကုန်တာရှာသမျှကားပြင်โอเคပါအားလုံးစောင့်မျှော်နေကြတဲ့ကျွန်တော်ရဲ့သရုပ်ဆောင်တင်ဆောင်ဝင်းကျော်ရောက်ရှိလို့လာပါပြီခင်ဗျာဖိတ်ကြားခြင်းခံရလို့ပေါ့နော်လာကြတာပါဟုတ်ကဲ့ဒီကား showroom ကတခုရောင်းလိုက်တယ်ဆိုလို့ရှိရင်တို့တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိရပေါ့နော်ပြီးလို့ရှိရင်တေချာစီစစ်ပြီးမှလည်းဒီကားလေးကိုရောင်းပေးတာကားဝယ်မယ်ဆိုလို့ရှိရင်ဘယ် showroom ကပဲဖြစ်ဖြစ်အဲ့လိုစီစစ်ပြီးမှဝယ်စေချင်တယ်တာဝန်ယူမှုတာဝန်ခံမှုရှိရ showroom မျိုးကိုရွေးချယ်ပြီးဝယ်ယူစေချင်တယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာကားဝယ်မယ်ဆိုလို့ရှိရင်လက်ငင်းငွေချေစနစ်နဲ့တော့အရေးကြစနစ်အဲ့လိုနှမျိုးရှိရပေါ့နော်တရားဆိုရင်တော့သူများပြိုင်ကားမောင်းတာတွေပါတယ်မြင်အရင်သဘောကျတယ်ဒါပေမဲ့ကိုတိုင်းမမောင်းရဲဘူးတက်လည်းမစီးရဲဘူးဒါပေမဲ့မေမျိုးမှာတစ်ခါကား drip ဆွဲတဲ့ပွဲလေးပေါ့နော်အဲ့ပွဲလေးတက်ကြည့်လိုက်တဲ့အချိန်မှာအဲ့ drip ဆွဲတာတွေပါတယ်ကြည့်ပြီးတော့ကိုတိုင်းတက်မောင်းစိစိဖြစ်သွားတယ်ဒါပေမဲ့အဲ့တော့သူတို့ကနောက်ထပ်အဲ့လိုပွဲတစ်ခုလုပ်မယ်ဆိုကိုတောင်ထိတ်ပြီးတက်မောင်းခိုင်းမှာဒါပေမဲ့ကိုကကြောက်လို့အဲ့လိုမျိုးပေါ့နော်မောင်းစိစိဖြစ်သွားတယ်ပေါ့သဘောရမ်းကြတယ်အဲ့လိုတိုင်ကားတွေမောင်းတာကြည့်ရအရင်စိုက်တယ်ကိုယ်တိုင်လည်းမောင်းစစ်စိတ်ဖြစ်သွားတယ်ပေါ့ကိုလေးသိချင်တာလေအဲ့လိုလေးဘာမှမသာအမြဲတမ်းဖို့ပဲကြည့်ရအဲ့တော့ပဲဒီအနီရောပဲအမြဲတမ်းအဲ့လိုမျိုးမလဲနိုင်သေးလို့ပါအဲ့ဒါတော့ဟုတ်ဘူးအဲ့ကားလေးကအရင်ညင်ကောင်းတယ်အမကိုယ်တိုင်တက်မောင်းနေတာပဲဖြစ်ဖြစ်ဘယ်တော့မှမပြတ်ဘူးအခုကားပေါ်ဆဲဝါးရင်ပဲပြအဲ့လိုမျိုးအဆက်နှုတ်လို့မရတော့ဘူးဆိုလို့ရှိရင်အဲ့လိုဖြစ်လမ်းမှာဘယ်တော့မှပြတ်ချင်းပါခြင်းမရှိဘူးအခုမှအမပြန်လာတဲ့အချိန်မှာတစ်မျိုးပြီးတစ်မျိုးသူကသူ့သခင်ပြန်လာတဲ့အချိန်ကျမှပြက်ပြနေတာအဲ့တော့ကားပြင်ရတာနဲ့မနေဘူးကုန်တာရှာသမျှကားပြင်တဲ့ထဲပဲရောက်သွားတယ်ပေါ့နော်အဲ့ဒါတော့အမှတ်တရပေါ့လာမေတ္တာကောရှရုံဒီထက်မကစိုက်ပွဲတွေဖွင့်နိုင်ပါစေပြီးလို့ရှိရင်ကားတွေလည်းအများကြီးရောင်းထပ်ပါစေဒီစားအခုလိုမျိုးခေါ်ပြီးဖိတ်စားပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်